သုံး ယေသနာ3ပါ လေး တစ္ဆာ4ပါး ငါး နန္ဒောနန္ဒ5ပါး ၆ အာယုံ6ပါ ခုနှစ် ဘောဓိ9ပါ ရှစ် အောင်ခြင်း8ပါး ကိုး ဂုံတော်9ပါ 30 ပါရမီ10ပါး ဟဲ့ပေါက်ကြိုက်ညာနေဟာလေပညာမတတ်တာလည်းမပြောနဲ့အမြဲတမ်းအိမ်ရိုက်နေတာပဲကြက်ပြောသားတစ်ပါလေဓမြတစ်ခါတိုင်ဘူးလေနှစ် တပည့်2ယောက်လဲပါ သုံး ဟဲ့လူ3ယောက်ကိုပြန်ပြီးဆွဲတာ လေး အသက်ပြာ4000နဲ့လာရေးလို့ပြောလိုက်တယ် ငါး 9ရက်နေ့မှလာမင်းသက်ပြစ်မယ်လို့ချိတ်ချောက်လိုက်တယ် ၆ ဟဲ့6ရက်နေ့ကျမတင်ဘူးဆိုတဲ့သိရတယ်လေ ခုနှစ် 9ရက်နေ့ကျရွှေနန်းတော်ယူသွားတိုင်နေတဲ့ ရှစ် ရဲမဲ့8ယောက်တက်လာ ကိုး ကျွန်တော်လည်းမျိုးလှန်နဲ့6ချက်ထိုးတာ 30 ဟာဘယ်ရမလို့ကျွန်တော်တိုင်းတက်တယ်လေဟဲ့ဘိုက်ကို10ချက်တီးတီးမှန်ပြီးသေ